ဒီနေ့မြင်ငယ်လောက်ခြင်းအကြောက်ရှိမျိုးဆိုတာဘူးတူတာအနေနဲ့ရှင်းလင်းတင်ပြကြတာပေါ့နော်နံပါတ်1ချက်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ကပ္ပမြေတိဆောက်ပေါ်ဟာရေးပေါ်မှာတိဆောက်ထားကြတာသိပ္ပံနည်းပညာနဲ့ပြောမယ်ဆိုလို့ရှိရင်တခြားဂျူကနေကျွန်တော်တို့ကပ္ပကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ကပ္ပလုံးရာလေထုထဲမှာရှိတယ်အဲ့ဒီလေထုကလှုပ်ပြီဆိုတာနဲ့ရေကလှုပ်တယ်ရေကလှုပ်တာနဲ့ကျွန်တော်တို့ပထဝီမြေကြီးကလှုပ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့တိဆောက်ပါရေးပေါ်မှာလို့ပြောခဲ့တာကျွန်တော်တို့ရေတွင်းတူးပြီးဆိုအောက်ကရေထွက်လာတယ်ဒါဆိုလို့ရှိရင်အားလုံးသိနိုင်တယ်ပေါ့နော်ဒီနံပါတ်1ချက်ကြတော့နောက်ထပ်9ချက်ကြတော့လူတွေလက်လန်းမီဖို့ခက်လာတဲ့စဉ်းစားရတဲ့အနေအထားမျိုးပေါ့ဒါမှမဟုတ်ဘုဒ္ဓတတဲ့အနေနဲ့ဗုဒ္ဓဘာသာတယောက်အနေနဲ့ဒီဘုဒ္ဓရစီဘုဒ္ဓမှတ်ထားကြပေါ့နံပါတ်2ချက်ကြတော့တကူအဋ္ဌိပတ်ရှိကြတဲ့နတ်တွေကဒီပထဝီမြေကြီးကိုမြေပြင်ရေပြင်ကဲ့သို့ဖန်ဆင်းပြီးတော့လှုပ်လိုက်လို့ဒီရေပြင်ရလှုပ်တာပေါ့နော်ကြောင်းမတက်တက်ကြီးလှုပ်တာမျိုးတော့မဟုတ်ဘူးတတိတဝေကရစီဖို့ပြီးမှပြန်ပြောမယ်ပေါ့နံပါတ်3ချက်ကြတော့ဒီဖျားလုံးပဋိတန်တီတည်တဲ့နေမို့လို့မြင်ငယ်ကြီးကြလှုပ်တာနံပါတ်4ချက်ကြတော့ကျွန်တော်တို့ဖျားလုံးဖွားမြင်တာမို့လို့မြင်ငယ်ရင်ကြီးဟာလှုပ်တာနံပါတ်5ချက်ကြတော့ကျွန်တော်တို့ဖျားဧကစစ်စစ်ဖြစ်ပြီးဆိုတာမို့လို့မြင်ငယ်ရင်ကြီးဟာလှုပ်တာနံပါတ်6ချက်ကြတော့ကျွန်တော်တို့တပ်ပိညုတအညာတီတူးညံတူကြီးကိုရရှိတာမို့လို့မြင်ငယ်ကြီးဟာလှုပ်တာနံပါတ်9ချက်ကြတော့ကျွန်တော်တို့နိဗ္ဗာန်စေလို့သောဖြစ်ဆုံးဖြတ်ချက်ကိုချလိုက်လို့မြင်ငယ်ကြီးဟာလှုပ်တာနံပါတ်10ချက်ကြတော့ကျွန်တော်တို့ပလိနိဗ္ဗာန်စံတဲ့မို့လို့မြင်ငယ်ကြီးဟာလှုပ်တာပေါ့နော်ဒီချက်ပေါ့အဲ့ဒီထက်မှာကျွန်တော်အနေနဲ့နှစ်ချက်ပြောစရာအကြောင်းတရားရှိတယ်နော်နံပါတ်1ချက်ကြတော့ကျွန်တော်တို့သဘောတရားကြီးဟာအချိန်မရွေးရှိနေအောင်ပါပဲအမြဲတမ်းလည်းရှိနေအောင်ပါပဲနောက်လည်းရှိမယ်ခုလည်းရှိမယ်ပေါ့နော်သဘောတရားကြီးဟာအဲ့ဒီသဘောတရားကြောင့်မို့လူတွေအမြောက်များစွာသိနိုင်တယ်သဘောတရားကြီးဟာလူစင်းရင်လူချမ်းသာရွေးနေမှာမဟုတ်ဘူးငါလူသူလူရွေးနေမှာလည်းမဟုတ်ဘူးနော်အမြဲတမ်းသိနိုင်တယ်နော်နံပါတ်2ချက်ကြလဲအဲ့ဒီအတိုင်းပဲလူတွေအမြောက်များစွာသိနိုင်တယ်ဘာလို့ဆိုတော့နတ်တွေကလူတွေတတိတံဝေကရစီမှာမို့လို့ဒီဖန်ဆင်းပြီးတော့လှုပ်လိုက်တာတတိတံဝေကဆိုတာလူတွေကဘယ်လောက်ထိခေါင်းပါလဲဆိုလို့တတိတံဝေကဒီတိုင်းလူမသိပဲနဲ့ပြလှုပ်လိုက်ရှင်လူတွေကသိပြီးတော့တတိတံဝေကမရဘူးဟင်းဟဲလို့ပဲဖြစ်မှာတကယ်လူတွေသိသွားတဲ့အနေအထားမျိုးတွေ့ပြီးဆိုလို့ရှိရင်ဒီလူတွေကတတိတံဝေကရစေတာအော်လူတွေသိလို့ရှိရင်ဘာမှမပါသွားပါလားအိုးတိုက်ဤဖိတ်ပြီးတော့သိသွားတာသူတဘာမှမပါသွားပါလားဆိုတာမျိုးအဲ့ရှင်မှာဒီပထဝီမြေကြီးလှုပ်တဲ့ခါမှာကျွန်တော်တို့လည်းတွေ့ကြရတာပဲနော်လှုပ်တဲ့ခါမှာကြောက်စရာအလွန်တာကောင်းတယ်အဲ့ချိန်မှာကိုတိုင်းလည်းတန်ဝေကရမိတယ်ပေါ့နော်ဒီအိတ်တွေတော့ပါတာအိတ်ခိုင်းဖိတ်ပြီးတော့မသေးသွားတော့ကံကောင်းတကယ်လို့သာသေးသွားလို့ရှိရင်ဘာတက်ဘာမှမပါလိုက်ပါလားဆိုကောင်းမှုကုသိုလ်ပြုချင်စိတ်ပေါက်လာတယ်ပလိုက်တာတင်တဲ့အောင်နေနဲ့နော်လူတွေလည်းအဲ့ဒီလိုပဲဖြစ်အောင်လို့နတ်တွေကဖန်ဆင်းလိုက်တာပေါ့နော်ခုကြည့်နတ်တွေနောက်တစ်ချက်ရှိသေးတယ်ခုခေတ်အနေထားရဖယားမှလည်းမသိတရားမှလည်းမသိမိဘမှမသိဆရာသမားလည်းမသိအဲ့လိုမျိုးဖြစ်လာကြတဲ့လူတွေကတိုက်ပြီးပြတ်တဲ့အနေထားမျိုးပေါ့နော်ကျွန်တော်တို့ကပ္ပမြေကြီးကိုအောက်ချုပ်တဲ့လူတွေကလည်းကြည့်လိုက်ကြည့်ဘယ်လောက်ထိစိုးဝါနေတယ်လဲခေတ်အနေထားရနတ်တွေကစိတ်ဆိုးမဲ့ဆိုရင်လည်းစိတ်ဆိုးတက်တယ်ပေါ့နော်တဘောတရားမှာကျွန်တော်တို့ဆော့ရှော့တဲ့နတ်တွေအများကြီးရှိတယ်ဒီကပ္ပကြီးကိုပိုင်တဲ့အရာတွေနော်ကျွန်တော်တို့မမြင်နိုင်တဲ့အရာတွေအများကြီးရှိတယ်နော်သူတို့ကစိတ်ဆိုးလို့လောက်တယ်ပေါ့အဲ့လိုမျိုးနောက်တော့ကျွန်တော်တို့အဲ့ဒီလိုတတိတံဝေကရစီမှာပဲကောင်းမှုကုသိုလ်ကပြုချင်မှာနောက်မှဆိုဟိဟဲနဲ့ပြီးသွားမှာလူတွေမသိဘူးဆိုလို့ရှိရင်အဲ့ဒါတတိထားဖို့ကျွန်တော်တို့ကိုယ်တိုင်လဲအဲ့နေတော့မှပဲဒီပထဝီကြီးလှုပ်လာတယ်အဲ့ဒီမှာတိုက်ခိုင်းပြိုပြီးတော့ဒီလိုမျိုးဖိတ်ပြီးတော့သိသွားရင်ဘာမှကျွန်တော်တို့အတွက်မျှော်လင့်ချက်မရှိဘူးဟမ်အဲ့ဒီကြတဲ့မှာလူတွေကဘယ်လောက်ထိခေါင်းမာလဲဆိုလို့ရှိရင်မရှိသေးတဲ့လူတွေကလည်းရှင်းအောင်ကြိုးစားတယ်နော်မချမ်းသာသေးတဲ့လူတွေကလည်းချမ်းသာကိုကြိုးစားတယ်ကျွန်တော်တို့တမ္မာအာဇီဝဝကြကြကြိုးစားရင်ဘာမှပြပြောစရာမရှိဘူးအဲ့ဒီလောဘစိတ်ကြောင့်ကိုလည်းလူတွေကိုရုပ်မာစိတ်တွေဖြစ်လာနိုင်စေတယ်နော်အဲ့ဒီလောဘစိတ်ကြောင့်မို့လို့လဲပတ်စံကိုသောမှာကြောက်လို့မလူရဲမတန်းရဲတာမျိုးတွေဖြစ်သွားနိုင်တယ်ဟုတ်တယ်မလားကိုတွေကမချမ်းသာတဲ့ကြိုးစားနေတဲ့အခါမှာငါးပြက်ဆက်ပြက်လို့မှသူပြဖြစ်နေတဲ့ဟာကိုအဲ့ဒီလောဘစိတ်တွေကြောင့်လူတွေကမဖြစ်တဲ့သားတွေဖြစ်လာတယ်မလောက်တဲ့သားတွေလောက်လာတယ်ကျွန်တော်တို့ဝမ်းနဲ့စရာအလွန်တာကောင်းတယ်ကျွန်တော်တို့ရဲ့ကပ္ပမြေကြီးကိုကျွန်တော်တို့ကြည့်လိုက်ကျွန်တော်တို့မှာနေစရာ
ခုထိုင်းနိုင်ငံကြီးမကောင်းဘူးပဲထားလိုက်ကျွန်တော်ပြောတော့မယ်နော်ကျွန်တော်မြန်မာပြည်ပြေးမယ်ဆိုရင်လည်းကျွန်တော်တို့ရဲ့ကပ္ပမီကြီးကကောင်းတာမျိုးမဟုတ်ဘူးစဉ်းစားကြည့်ကျွန်တော်တို့ဒီမြင်ငယ်လှုပ်တဲ့ထက်မှာမိမကြီးပြောတဲ့စကားရင်းနဲ့အားထီတယ်ဒီနိုင်ငံကြီးမကောင်းဘူးဆိုရင်တခြားနိုင်ငံကျိုးနိုင်ငံကိုပြန်သွားခြင်းမှဆိုရင်လည်းမြန်မာနိုင်ငံကြီးရဲ့အခြေအနေကလည်းကြည့်လိုက်ကြောင်ထဲကိုပိတ်ပြီးတော့ရိုက်မိတယ်လို့မျိုးခံစားရပါတော့သူကမျက်ဤပါကြားတယ်တန်းစိတ်အောင်စောင့်နေစရာမလိုဘူးသဘောတရားကြီးဟာချိန်မကြီးကိုလက်ထဲမှာရှိတယ်ဒါကြောင့်ကောင်းမှုကုသိုလ်ချိန်မကြီးပြုသစ်တယ်လှုပ်သစ်တယ်စာနာထားသစ်တယ်ချိန်မကြီးသဘောတရားကြီးဟာကိုယ်စီလက်ထဲမှာရှိတယ်ဆိုတာကိုအလုံးနားလည်သိရှိနေဖို့အတွက်သဘောတရားကြီးကြောင်းရှင်မျိုးဆိုတာကိုရှင်းလင်းသိပြလိုက်ပါတယ်ခင်ဗျာဓမ္မပြည်သူပြည်သားတွေချမ်းသာကြပါစေဓမ္မပြည်သူပြည်သားတွေပေးရန်ကင်းပါစေ